မျောလင်းကျင်စရာပူကောင်းလာတဲ့ Vinicius update အားလုံးပဲမင်္ဂလာပါရန်ကုန် Sport TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကိုဆုံးပါဆိုတော့ Vinicius အတွက်ကို Tier 1သတင်းထောက် David Austin ကပါ confirm ပေးလိုက်ပြီဖြစ်ပါတယ်လက်ရှိမှာ Vinicius Junior ရဲ့အနာဂတ်ကအရေးကြီးဆုံးအပိုင်းခြားတစ်ခုကိုရောက်နေခဲ့ပါပြီလာမယ့်ရက်ပိုင်းအတွင်းစာချုပ်သစ်ဆွေးနွေးမှုတွေပြန်စတင်မှာပါလက်ရှိ Real Madrid ရဲ့ကမ်းလှမ်းမှုကိုလက်ခံဖို့အစီအစဉ်မရှိဘဲ Real ဘက်ကထပ်တိုးကမ်းလှမ်းမှုမရှိရင်2029မှာအလွတ်နဲ့ထွက်မလားဒီနွေမှာပဲ Arsenal ကိုပြောင်းမလားတခုခုကိုရွေးချယ်ရမှာပါArsenal ဘက်က Vini ကိုရဖို့ဆိုအော်ရင်ဘာမဆိုလုပ်သွားမှာဖြစ်ပြီး Vini တို့လည်း Arsenal ကဆွဲဆောင်နိုင်စွာရှိနေပါတယ်။ Real နဲ့စာချုပ်တဲ့မချုပ်ရင် Vini ဟာ Arsenal ကိုရွေးချယ်မယ်လို့ပဲမျှော်လင့်ပါတယ်။ Vini ဟာ Arsenal ရဲ့ထိပ်တန်းပြတ်မှတ်ဖြစ်နေပြီးပုဂ္ဂိုလ်ရေးသဘောတူညီမှုရဖို့တော့အခက်အခဲမရှိဘူးလို့သိရပါတယ်။ Real မှာ Vini ဟာတစ်နှစ်ပေါင်16တန်းရနေပြီး Real ကတန်း20နဲ့ကမ်းလှမ်းထားတာပါ။ပြဿနာက Vini အနေနဲ့လက်မှတ်ထိုးခြင်းနဲ့ image right ကိုပူရချင်နေတာပါ။ Real မှာလက်ရှိရနေတဲ့ Vini ရဲ့ image right က 50-50 ဖြစ်နေပါတယ်အာဆင်နယ်မှာဆိုရင် image right ကိုရာနှုန်းပြည့်နီးပါးရသွားဖို့ရှိနေတာပါဆိုတော့ Vini လိုကစားသမားအတွက်ဆိုရင်အာဆင်နယ်ဟာသူ့ရဲ့ salary structure ကိုလည်းချွင်းချက်ထားပြီးဖို့အသင့်ရှိနေပါတယ်လက်မှတ်ထိုးကြည့် image right ပါထပ်ပေါင်းရင်အာဆင်နယ်ဟာ Vini ကိုခေါ်နိုင်ဖို့ဘန်နာရေးပိုင်းလိုလောက်မှုလည်းရှိနေတယ်လို့သိရပါတယ်ကစားသမားပြောင်းရွှေ့ခြင်းအတွက်လည်းစိတ်ပူစရာမလိုတဲ့အနေအထားမျိုးပါတစ်ချိန်ကငွေကြေးမသုံးနိုင်လို့ငမွဲအသင်းအနေနဲ့လှောင်ရင်ခံရတဲ့အသင်း Suarez ကိုပေါင်တန်း40နဲ့တပေါင်ပေးပြီးကမ်းလှမ်းခဲ့လို့ပြောစမှတ်တွင်ခဲ့တဲ့အသင်းကအခုချိန်မှာတော့ငွေကြေးသုံးနိုင်စွာမြင်မာတဲ့ super power အသင်းကြီးဖြစ်လာခဲ့ပါပြီVini ရောက်တာမရောက်တာအသာထားဒီလိုကစားသမားတွေအတွက်ဆွဲဆောင်နိုင်စွမ်းရှိတဲ့ရွေးချယ်စရာဖြစ်နေပြီးခေါ်ယူနိုင်တဲ့အင်အားပါရှိနေတာကကျွန်တော်တို့အသင်းရဲ့တိုးတက်မှုကိုမိမောင်းထုတ်ပြနေတာပါအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်